Hello ဒီကနေ့မှာတော့မိသားစုထဲမှာငါမကြိုက်တဲ့သူတွေအတွက်ပညာပေးမယ် vlog လေးပါခေတ်ကာလအရဝက်သားကြက်သားတွေဈေးတက်နေတဲ့အချိန်မှာငါးလေးကတော့ကျမတို့အိမ်ရဝင်းထဲမှာဆိုရင်ဈေးချိုဆုံးလို့ပြောရမှာပေါ့နော်တနေ့ငါးပဲစားနေရလို့စိတ်ညစ်နေတဲ့အိမ်နောက်ဦးစီးအတွက်သူစိတ်တိုင်းကြစေမဲ့ငါဟင်းတစ်ပွဲကိုချက်ပေးလိုက်ပါတယ်တနေ့လာလဲအကျော်ပြုတ်ချက်ဆိုတဲ့သူတွေအတွက်ငါးကြော်နယ်လေးတစ်ပွဲနဲ့ထမင်းမိန်သွားအောင်လို့ချက်ပေးလိုက်ပါတယ်အရင်ဆုံးဈေးထဲကဝင်လာတဲ့ငါးကိုတေချာလေးတန့်စင်ပေးပြီးဆိုရင်တော့စားစနွေးမုတ်အချိုမုတ်လေးကိုထည့်ပြီးတော့တေချာလေးတမအောင်မွေထားပေးပါမယ်။မွေပြီးဆိုရင်တော့အနည်းဆုံး10မိနစ်15မိနစ်လောက်နှက်ထားပေးပါ။ဒါမှသာငါအသားလေးတွေကိုအရသာလေးတွေကစိတ်ပြီးတော့ဝင်သွားမှာပါ။ဟင်းချက်ဖို့အတွက်ပါဝင်ပစ္စည်းလေးတွေကတော့ရိုးရှင်းပါတယ်။ကျက်သွန်ဖြူနဲ့ငရုတ်သီးမုတ်လေးကိုထောင်ပေးပါမယ်။အခုဆိုရင်တော့ငါစကြော်ပါတော့မယ်။စီပူလာပြီဆိုရင်တော့အခုန15မိနစ်လောက်နှက်ထားတဲ့ငါးလေးတွေကိုတတုံးချင်းစီထည့်ပေးရပါမယ်ဒီနေရာမှာမူးကစီထည့်တာနည်းသွားတယ်ပေါ့နော်နည်းသွားတဲ့ခါမှာအတုံးလေးတွေကတတုံးနဲ့တတုံးပူးကတ်သွားတာလေးတွေလည်းရှိပါတယ်ငါးကြော်နဲ့ကြော်စားမယ်ဆိုရင်မူးလိုမျိုးမဖြစ်အောင်လို့တတုံးချင်းစီကြော်တာပို့ပြီးတော့ကောင်းပါတယ်ဒီမှာပူးကုန်ပြီဒါအခုမူးကြော်ထားဆိုလို့ရှင်ဒါလင်္ကာတုံးကိုအခုတခါလေးထည့်ကြော်ထားတာပေါ့နော်အဲ့ဒါကြောင့်မလို့ဒီမှာသူကအဲ့လိုပူဆိုရင်တော့တတုံးချင်းကြော်ရင်တော့ပိုကောင်းတယ်ပေါ့နော်ဒါဆိုဒီမှာပူးသွားဒီလိုတတုံးချင်းလေးကြုံမှာအခုဆိုရင်တော့ငါးကြော်နယ်လေးစပြီးတော့ချက်ပါတော့မယ်မိုးကတော့ခုနကတော့ငါးကြော်ထားတဲ့စီကိုပဲပြန်ပြီးတော့တုံးလိုက်တယ်ပေါ့နော်စီပူလာပြီဆိုရင်တော့အခုနထောင်းထားတဲ့ငရုတ်သီးကြက်သွန်ဖြူလေးတွေကိုစီတက်ပေးပါမယ်အယောင်လေးရဲသွားပြီးတော့အနက်မွေးတဲ့ထိကိုစီတက်ပေးရပါမယ်စီတက်တဲ့နေရာမှာလည်းမပါမဖြစ်ကတော့စနွေးမုတ်လေးပေါ့နော်စနွေးမုတ်လေးအနှဲငယ်ထည့်မှသာလေငရုတ်သီးစီတက်အယောင်လေးကပို့ပြီးတော့တက်လာမှာပါစီတက်တာလေးကရောင်လေးထွက်လာပြီဆိုရင်တော့ရေလေးနှဲငယ်ထည့်ပေးပါမယ်စီတက်ထားတဲ့ငရုတ်သီးလေးကလည်းကြက်ပြီးအယောင်ထွက်လာပြီဆိုရင်တော့ခုနကြော်ထားတဲ့ငါးကြော်လေးကိုထည့်ပေးရပါမယ်အနှစ်အတွက်အရသာနေနဲ့ငပြရည်လေးနဲ့အချိုမုတ်အနေငယ်စားနှဲငယ်လေးတွေကိုလည်းထည့်ပေးပါမယ်နောက်ဆုံးမှာတော့စုံစည်းရည်လေးနည်းနည်းထည့်ပေးပါမယ်ဒီနေရာမှာစုံစည်းရည်မထည့်ဘဲနဲ့မကြီးသီးမဲ့ရေဖြိုလေးထည့်ရင်တော့ပို့ပြီးတော့ကောင်းပါတယ်ဒီကတော့အိမ်မှာမကြီးသီးမဲ့မရှိဘူးပေါ့နော်အဲ့ဒါကြောင့်မလို့စုံစည်းရည်လေးပဲထည့်လိုက်တာပါတိတ်အကြာကြီးတဲစရာမလိုပေါ့နော်ဒီငါးကြော်နဲ့ကတော့တိတ်အကြာကြီးတော့တဲစရာမလိုမကြည့်ပါဘူးစီလေးကိုပြန်လာပြီးစားကြည့်စရာလေးကြည့်နေအောင်ပါဒါကိုကဒီနေရာမှာဒါဆိုတော့ရပါပြီကိုကဒီနေရာမှာအမွေးအကြိုင်လေးခတ်ချင်တယ်ဆိုလည်းခတ်လို့ရပါတယ်ဒီနန်းသေးလေးတို့ရှမ်းနန်းတို့တက်တုံမိတ်လေးတို့ဒါလေးတွေထည့်လို့ရပါတယ်ကဲအခုဆိုရင်တော့ငါမစားချင်တော့ဘူးလို့ပြောတဲ့အိမ်ကားသူတွေအတွက်လက်စင်ပေးမဲ့ဟင်းလေးတစ်ခွက်တော့ရရှိပါပြီအနက်လေးကလည်းမွေးမြေနာနဲ့ကိုစားချင်နေရောပဲအခုဆိုရင်တော့ဖြင့်အရန်ကိုမှအရသာရှိပြီးတော့တစ်ခွက်တည်းနဲ့အရန်ကိုစားလို့မိန်နဲ့ငါးကြော်နဲ့ဟင်းလေးရပါပြီခုနကတော့ချက်ပြထားလိုက်တာငါးကြော်နဲ့တည်းရဲ့ဒါတော့မျိုးဒီစိတ်တိုးစားတယ်နဲ့မျိုးဒီမပြည့်တယ်နဲ့ဒီလိုမျိုးနဲ့စားချင်လို့ပေါ့နော်ဒီလိုပုံပြီးတော့စားချင်လို့အတိုးစားတယ်နဲ့ဒီလိုမျိုးပုံပြီးတော့စားမှဖြစ်ပါတယ်စားကြမယ်စားကြပါဦးဒါတော့မျိုးဒီမပြည့်ရင်နဲ့ဒီလိုမျိုးသူများလိုမျိုးစားချင်တာလေအောင်ချမ်းအေးကိုကြည့်ပြီးတော့ဒီလိုမျိုးလေးစားချင်တာပုံပြီးတော့အားရပါရအဲ့လိုမျိုးစားချင်တာဒီမှာငါ့ကိုလည်းကြည့်လိုက်ပါဦးဟုတ်တယ်ဟိုးဒီမှာကြည့်ပါငါ့လည်းရှယ်ပဲငါတော့လည်းအရင်ကြိုက်တော့ကျွေးဖို့တော့မေ့ပါအကုန်စားကြပါဦးပေါင်းလို့ပါငါကြော်ပြန်ကြည့်ပါဦးတော့ရအကြီးပဲဟုတ်ကြောက်ပါကျွတ်နေတော့ပဲငါကျွတ်နေလေးနဲ့ဆိုရလိုက်ကောင်းတယ်ငါကျွတ်နေရှိရင်ကျန်တဲ့ဟင်းကိုမလိုပါတရားကောင်းတော့တစ်ခွက်လည်းနဲ့ပြည့်စုံတာ
လိုလေးချက်စားကြည့်အရင်ကအရသာရှိကောကောဆုံးသွားပါပြီ။အဲ့တော့ဒီမှာဘလို့စားတာမျိုးချက်ပြပေးမယ်ဆိုတာစောင့်ကြည့်ပေးပါအောင်ရှင်။ဒီကတော့ဘယ်တော့ပါပဲအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။တတား